ကိုတုတ်ကြီးအပိုင်းသုံးမှာတော့ဆလဲကောင်လေးတွေကအောက်မှာရှိနေတာကြောင့်ဘာလို့ရမလဲဆိုတာကိုကိုတုတ်ကြီးကစဉ်းစားနေတာပေါ့အဲ့ဒီချိန်မှာပဲဂိုဘလင်တကောင်ကကွန်တက်ပြီးကိုတုတ်ကြီးကိုဒုံးနဲ့ရိုက်ထည့်လိုက်တာကြောင့်ကိုတုတ်ကြီးလည်းသွားတယ်ကျွတ်တက်သွားကမေးလဲသွားပါတယ်ကိုတုတ်ကြီးမျက်လုံးထဲမှာတော့ဘာမှမမြင်ရတော့ပဲသူ့သေးပြီလို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့ကိုတုတ်ကြီးနားထဲမှာဂူဂူဂူဆိုတဲ့အတန်တွေကြားတာကြောင့်ကိုတုတ်ကြီးကပြန်လဲတတိရလာတာပေါ့ကိုတုတ်ကြီးကသူမသေးသေးတာကိုသိလိုက်ရတဲ့အခါအရန်ကိုအံ့ဩသွားပြီလေအနားကိုကြည့်လိုက်တော့ဂိုဘလင်တကောင်ကဒုတ်ကြီးကန်ကဂူဂူနဲ့အော်နေတာကြောင့်ကိုတုတ်ကြီးလည်းပြေးရတာပေါ့တေပြီလို့ထင်လိုက်ပေမဲ့မသေးသေးတဲ့အခါတေးရတော့မယ်လို့နောက်တစ်ချိန်ပြန်ခန်းစားလိုက်ရတော့ကိုတုတ်ကြီးလည်းဘေးကျုံအောင်လို့ပြေးရပြီလေတကယ်တော့အနောက်ကလိုက်လာတဲ့ဂိုဘလင်ကမောင်ရှိဖြစ်နေပြီးသူ့ကိုစကားပြောချင်တာကြောင့်အနောက်ကနေပြေးလိုက်လာပါတယ်သူ့ညီဆိုတာကိုကိုတုတ်ကြီးကမသေးသေးတာကြောင့်ခလုံးဝင်တိုက်ခါလေးဘက်ထောက်ပြီးပြေးနေရပါတယ်ကိုတုတ်ကြီးကတော့ဂိုဘလင်လက်ချက်ကြောင့်မသေးချင်သေးတာကြောင့်ခွေးလိုနွားလိုကိုပြေးနေရပါတယ်အရှိကနေတကုံးကုန်းနဲ့ပြေးနေတဲ့ကိုတုတ်ကြီးကိုမောင်ရှိကအရှိန်လွန်ပြီးတော့ခလုံးဝင်တိုက်တာကြောင့်မောင်ရှိလဲချော်လဲပြီလေဂိုဘလင်ဆိုတဲ့မိစ္ဆာတွေကတိုက်ခိုက်ရေးက10ကျော်ပင်မဲ့တွေးကတော့9လောက်ပဲရှိပါတယ်ဒါကြောင့်တွေးကတော့စောင်းရမ်းပြော့ပြီးတိုက်ခိုက်ရေးကတော့အတော်အသင့်ကောင်းပါတယ်ကိုတုတ်ကြီးကိုဝင်တိုက်ကချော်လဲသွားတဲ့မောင်ရှိကတော့သူ့တို့ကသူ့ဘော်ကိုပြန်ချသွားပြီးဂိသွားပါတယ်မြေရောက်ကဘာထဲမှာအရန်ကိုအန်ရယ်များတယ်ဆိုတာကိုကိုတုတ်ကြီးသိလိုက်ရတာကြောင့်ဂျောင်လေးတနေရာမှာကုတ်လေးသွားပြီးထိုင်နေပါတယ်ကိုတုတ်ကြီးစဉ်းစားနေတာကသူ့အိုက်တယ်တွေကဘာမှကိုအသုံးမဝင်တော့ဘူးဆိုတာပါပဲကိုတုတ်ကြီးရထားတဲ့အိုက်တယ်17ခုလုံးကိုကိုတုတ်ကြီးကစမ်းသက်အသုံးပြုပြီးသွားပါပြီမြေရောက်ကဘာမှာစလင်းကောင်လေးကိုတောင်မှထိခိုက်အောင်မလုပ်နိုင်တော့ပါဘူးဒါကြောင့်ကိုတုတ်ကြီးအတွက်ကတော့တကယ်ကိုစောက်ပြဿနာပါပဲအိုက်တယ်တွေကိုအားကိုးနေပါတယ်ဆိုကမှအိုက်တယ်တွေကဘာမှကိုအသုံးမဝင်တော့ပါဘူးဒါကြောင့်စင်တာအကောင်လေးကိုခေါ်ပြီးဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီမင်္ဂလာပါလူချင်းမင်းကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျွန်တော်သိပါတယ်လူချင်းမင်းကအခုမြေရောက်ကဘာတွေကိုရောက်နေတာကြောင့်လူချင်းမင်းရဲ့ idea တွေကဘာမှကိုသုံးလို့မရတော့ပါဘူးဒါကြောင့်လူချင်းမင်း idea 17ခုနဲ့ idea အသစ်တစ်ခုကိုလဲဖို့အတွက်ကျွန်တော်အကြံပြုပါတယ်ဒီစကားကြောင့်ကိုတုတ်ကြီးခမရမှာတော့အတော်ကိုစဉ်းစားရကြက်သွားပါတယ်အိုက်တယ်17ခုနဲ့အိုက်တယ်တစ်ခုကိုလဲရမယ်ဆိုတာကဖြစ်ကိုမဖြစ်နိုင်တဲ့ကိစ္စပါဒါဆိုလည်းဟုတ်ပါပြီကျွန်တော်လဲလိုက်တဲ့အိုက်တယ်တစ်ခုကမြေရောက်ကဘာမှာတကယ်ပဲအတုံးတဲ့မှာလားဒါကိုတော့ကျွန်တော်မပြောတတ်ပါလူချင်းမင်းလဲလိုက်တဲ့ idea 17ခုနဲ့ကြာပန်း idea တစ်ခုကိုရွေးရမှာပါရလာမယ့် idea ကိုကြူပြောလို့မရတာကြောင့်လူချင်းမင်းအတွက်အတုံးတဲ့မတဲ့တော့ကျွန်တော်မသိပါဒါပေမဲ့မြေရောက်ကဘာမှာတော့အတုံးဝင်မှာသိကြပါတယ်ကိုတုတ်ကြီးကဘေးကျနံကျက်ဖြစ်နေတာကြောင့်ထူထူထူစဉ်းစားမနေတော့ပဲဖြစ်ချင်ရဖြစ်ဆိုပြီးလက်ခံလိုက်ပါတော့တယ်ဒီလိုနဲ့စင်တာကောင်လေးကကိုတုတ်ကြီးမှာရှိတဲ့အိုက်တယ်17ခုလုံးကိုတင်ယူသွားပြီးကိုတုတ်ကြီးရဲ့ရှေ့မှာတော့ရွှေရောင်ကတ်9ကတ်ကပေါ်ထွက်လာပါတယ်ဒီရွှေရောင်ကတ်တွေကတော့ special idea တွေကိုပေးသွားမှာကတော့အမှန်ပါပဲဒီမှာရင်ကိုတုတ်ကြီးပိုင်းတုံးကပြီးသွားပါတယ်